ဥဒိတ်ထိုင်းအပြောပြီးတဲ့အောလုံးထိုင်မှာစားတော့ခွေရကုံလင်စွာနဲ့ကျွန်တော်များမဟိကအားပြအတင်းကြီးတဲ့ကောကျလက်မြို့သူနေသားနေသူနေသားခွန်ရသားကြီးအပေါင်းတော်ကပင်းဖိတ်ပါသည်အခါပလက်ဟောနတ်နဂရကအတော်လန့်ကကြွရောက်တော်မူကပလဲရင်ပခင်မာကြီးပါခင်ဗျာမ
သခင်ဖယားလေးမညှို့ပိုင်စေအသေးချာပါစေ ဒီဝါမစီကိုဖယားတည်းဝေမရပါနဲ့စေချာလေဟေးဟေးကိုပြဖာကနေကြီးစီကြီးမလေးရဲ့တခဲမာကြီးတို့ဟော့ဆိုင်မြစ်ထမှာကြွချီတော်မူလာပါပြီဗျာ ဟုတ်ပါ အကတော့ကကြွချီတော်မူတဲ့အချိန်ကလေးဖြစ်ပါတယ် ဘုရားကနန်းကြီးရှင်ကလည်းတကယ်ပါ ဘုန်းကြီးအသားတွေသမီးတွေကလည်းပဲအဲဒီပုဂ္ဂိုလ်တော်မင်းများ ဘောင်းသမားတွေသလုံးကြီးကြီးညာညာ